အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြမယ့်ချောင်းသားလေးကတော့ခီးသွားလာတဲ့အခါမှာလွယ်ကူစေရန်အတွက် Google Map အသုံးပြုနည်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ရာတော့အဖြစ်မျိုးပြတွေနဲ့တခြားသောနိုင်ငံတွေမှာရောက်ရှိနေတဲ့သူတွေက Google Map ကိုကောင်းမွန်စွာအသုံးချနိုင်မယ်ဆိုရင်များစွာအကျိုးရှိမှာပဲဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်ကတော့အရေးကြီးတဲ့အခြေခံအချက်လေးတွေကိုပဲဒီကပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Google Map ကို Play Store, App Store ကနေတစ်ဆင့်ရယူနိုင်မှာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ Google Map app လေးတွေကိုတစ်ချက်ဝင်လိုက်မယ်။နံပါတ်1အနေနဲ့ပထမဆုံးကျွန်တော်တို့ရဲ့ location ကိုရှာဖွေမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ location ကိုရှာဖွေဖို့ရန်အတွက်ကျွန်တော်တို့ဖုန်းမှာပါတဲ့ location GPS ကိုတစ်ချက်ဖွင့်ပေးမယ်။ပြီးတော့ဒီအပြဆက်လေးကိုတစ်ချက်နှိပ်ပေးမယ်။ဒါဆိုရင်တော့ရပါပြီ။နံပါတ်2အချက်အနေနဲ့ကျွန်တော်တို့သွားချင်တဲ့နေရာကိုဘယ်လိုသွားလို့ရမလဲဆိုတာနဲ့အချိန်ဘယ်လောက်ကြာမြင့်နိုင်မလဲဆိုတာကိုကျွန်တော်ကြည်နည်းလေးပြောပြပေးသွားမှာဖြစ်ပါတယ်။ Set here ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်။ဥပမာအနေနဲ့ကျွန်တော်တနေရာကိုသွားပြမှာပဲဖြစ်ပါတယ်။ကျွန်တော်ဥပမာအနေနဲ့ကျွန်တော်မော်ချစ်ကားလေးကိုသွားပြမယ်နော်။မော်ချစ်ကားဂိတ်တာမော်ချစ်2နော်ရလိုက်မယ်။ပြီးတော့ဒီအလဲက direction ဆိုတဲ့အရာလေးကိုတစ်ချက်ရွေးပေးမယ်။ဒါဆိုရင်ကျွန်တော်တို့သွားမိနေရနဲ့ကျွန်တော်တို့ရောက်ရှိနေတဲ့နေရာပြန်များအဖြစ်အကွာဝေးဘယ်လောက်ရှိတယ်ပြီးတော့ဘယ်လောက်ပြန်များကြာနိုင်မယ်ဆိုတာကိုကြည့်လို့ရမှာပဲဖြစ်ပါတယ်ပြန်များအဖြစ်2နာရီနဲ့9မိနစ်ကြာနိုင်ပြီးတော့အကွာဝေးအဖြစ်138ကီလိုမီတာကွာဝေးပါတယ်နောက်ထပ်ကျွန်တော်တို့ကဘယ်လိုနီးလန်းနဲ့သွားမလဲဆိုတာရွေးချယ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဆိုင်ကယ်နဲ့သွားမယ်ဆိုရင်ဆိုင်ကယ်ပုံစံလေးကိုတစ်ချက်နေပေးရမှာဖြစ်ပြီးတော့ကားနဲ့သွားမယ်ဆိုရင်ကားပုံစံလေးကိုတစ်ချက်နေပေးရမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ရောက်ရှိနေတဲ့နေရာနဲ့မဟုတ်ပဲတခြားနေရာနှစ်ခုရဲ့ပြန်များအကွာဝေးနဲ့ကြာချိန်ကိုသိချင်နေဆိုရင်လည်းပဲကြည့်လို့ရပါတယ်ခင်ဗျအပေါ်က your location ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တွားမဲ့နောက်ထပ်နေရာတစ်နေရာထပ်ရိုက်လိုက်မယ်ကျွန်တော်ဥပမာအနေနဲ့ကျွန်တော်မော်ချစ် BDS ကိုတွားပြမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တွားကျင်တဲ့နေရာနှစ်ခုရဲ့ပြန်များအကွာဝေးနဲ့ကြာချိန်ကိုကြည့်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျနောက်ထပ်ကျွန်တော်တို့တွားမဲ့နီလန်းကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဆိုင်ကယ်ဆိုရင်ဆိုင်ကယ်ပုံစံလေးကိုတစ်ချက်နေပေးရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကလိုင်းကားနဲ့လည်းတွားလို့ရပါတယ်လိုင်းကားနဲ့တွားမယ်ဆိုရင်ယထာပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်အောက်မှာကိုယ်အဆင်ပြေတဲ့လိုင်းကားအမျိုးအစားနဲ့တွားလို့ရပါတယ်ခင်ဗျလိုင်းကားရောက်မြတ်အချိန်နဲ့လိုင်းကားနံပါတ်တွေလည်းဖော်ပြပေးထားပါတယ်ဒီမှာဆိုရင်သူလမ်းညွှန်ထားတဲ့အတိုင်းလှုပ်ဆောင်သွားရုံပါပဲခင်ဗျနံပါတ်3ချက်အနေနဲ့ကိုအနီးနားမှာရှိတဲ့ကိုလိုအပ်တဲ့နေရာတွေကိုဘယ်လိုသွားမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့အနီးနားမှာရှိတဲ့စားတောက်ဆိုင်တွေရှာကျင်တယ်ဆိုရင်အပေါ်က restaurant ဆိုတဲ့အရာလေးကိုနှိပ်ပြီးတော့ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အနီးနားမှာရှိတဲ့စားတောက်ဆိုင်တွေကြည့်လို့ရမှာပဲဖြစ်ပါတယ်နောက်ထပ်ဟိုတယ်တွေတက်စီဆိုင်တွေကိုလည်းဒီနီးလျက်တိုင်းရှာဖွေနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်အနီးနားမှာရှိတဲ့တက်စီဆိုင်တွေကြည့်လို့ရမယ်ဟိုတယ်တွေကိုလည်းဒီနီးလျက်တိုင်းကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အနီးနားမှာရှိတဲ့ဟိုတယ်တွေပြီးတော့ဟိုတယ်တွေရဲ့ဈေးနှုန်းတွေကိုလည်းကြည့်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျနံပါတ်4ချက်အနေနဲ့ကျွန်တော်တို့ကားပိတ်မပိတ်ကြည့်နေလို့ပြောပြပေးသွားမှာဖြစ်ပါတယ် Google Map icon လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီ traffic ဆိုတဲ့ຢာလေးကိုယူပေးလိုက်မယ်ပေါ့နော်လမ်းမကြီးမှာရှိတဲ့ဒီအစိမ်းရောင်လေးကကားတွေပုံမှန်တွာလာနေတာဖြစ်ပြီးတော့ဒီအဝါရောင်လေးကတော့ကားနည်းနည်းပိတ်တယ်ပေါ့နော်ဒီအနီရောင်မြင်းလေးကကျွန်တော်တို့ကားတွေလုံးဝကိုပိတ်နေတာဆိုတဲ့ဘောပေါ့နော်နံပါတ်5ချက်အနေနဲ့ကျွန်တော်တို့ခီးသွားတဲ့အခါကားပါကင်ထိုးထားတဲ့နေရာမတားနီးလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအပြာဆက်လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီ share location ဆိုတာကျွန်တော်တို့ဒီနေရာကိုတခြားတငယ်ချင်းတွေစီပို့တာဖြစ်ပြီးတော့ဒီဘက်ကိုနည်းနည်းလေးဆွဲလိုက်ရင် safe parking ဆိုတဲ့အရာလေးကကျွန်တော်တို့ရဲ့ကားပါကင်ထိုးတဲ့နေရာလေးကိုမှတ်ထားတာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်လမ်းပြောက်ပြီးတော့ကားပင်နေရာပါကင်ထိုးခဲ့ရဆိုတာမမှတ်မိစရာဆိုရင်ဆရာမလို့တော့ဘူးပေါ့ကျွန်တော်တို့ဒါလေးကိုပြန်ဖြတ်ချင်တယ်ဆိုရင် parking location ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ clear ဆိုတဲ့အရာလေးနဲ့ပြန်ဖြတ်လိုက်အောင်ပါပဲဗျ
ကျွန်တော်ရဲ့ဗီဒီယိုအစားဆုံးကြည့်ရှုပေးခဲ့ကြတဲ့မိတ်ဆွေတငယ်ချင်းတယောက်တစ်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျ